comfort zone မှာပြဿနာအကြီးရှိတယ်ကျွန်တော်ဥပမာလေးတစ်ခုနဲ့ပြောပြမယ်ကျွန်တော်ကိုယ်တိုင်ကုန်တွေ့ပေါ့နော်ကျွန်တော်ပုံမှန်လေ့ကျင့်ရလုပ်တယ်တစ်ခေါက်ကျတော့ကျွန်တော်ခီးသွားကြရှိလို့ဆိုပြီးတော့အဲ့ဒါပြတ်သွားတယ်3ပတ်လောက်ပြတ်သွားတယ်ပေါ့နော်ခီးကနေပြန်လာရောကျွန်တော်အဲ့ဒီလေ့ကျင့်ရလုပ်တဲ့နေရာကိုသွားဖို့နေတတ်တာအဲ့ဒါကိုစဉ်းစားဖို့တော့မှကျွန်တော်မပင်မဲနေလို့ခံစားရတယ်ပြီးတော့သွားလည်းမသွားဖြစ်တော့ဘူး3ပတ်လောက်ပြတ်ပြီးတဲ့နေရာမှာလေမသွားချင်တော့ဘူးစိတ်မပါတော့ဘူး excited မဖြစ်တော့ဘူးခန္ဓာကိုယ်အစင်မပြေဖြစ်လဲဘာမှဖြစ်ဘူးကွာနော်ဝါလည်းဘာမှဖြစ်ဘူးကွာအဲ့လိုမျိုးပေါ့နော်ဖြစ်လာတာဆိုတော့အဲ့ဒါပြဿနာဘာလဲဆိုတော့ကျွန်တော်ရှာကြည့်လိုက်တော့ comfort zone ကြီးကျွန်တော်တို့ကိုတက်တာနေရအောင်အတွေးခေါ်လေးတွေထည့်ပေးတယ်ထည့်ပေးပြီးတော့ပိုဆိုးတာကအရေးကြီးဆုံးချက်ပဲနော်ပိုဆိုးတာက तू ကတဖြည်းဖြည်းကျုံဝင်လာတယ်အဲ့တော့အလုပ်3ခုလုပ်မယ် okay တယ်အလုပ်3ခုတွေကတစ်ခု short လိုက်ပြီဆိုတာ ਨੇ အဲ့တစ်ခုပြန်လုပ်ဖို့အတွက်ကိုကျွန်တော်တို့ကလုပ်ချင်သေးမရှိတော့ဘူးဆိုတော့ပြောချင်တာကအစ်စ် try ဖို့နေတတ်ရှီပီသားဟာတော့မှဆက်မ try နိုင်မဲနဲ့အဲ့စက်ဝင်လေးကကြုံလာတယ်ဆိုတဲ့ပြဿနာကိုကျွန်တော်တခြားရှာတွေးခဲ့တယ်ဟုတ်ပြီအဲ့တော့အဲ့လိုမျိုးဖြစ်ရမျိုးဖြစ်နေတဲ့မိတ်ဆွေတွေရှိလာပါတော့ကိုယ် comfort zone ကနေပြီးတော့ဒုက္ခဆပေးလာတယ်ဆိုတော့ခံစားချက်ရှိနေတဲ့သူတွေဒါဆိုရင်တော့ဒီကောင်ကိုဖြည့်ရှင်းတဲ့နည်းလေးတခုကျွန်တော်ဝေမျှပေးမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ကျွန်တော် TikTok အကောင့်ထဲမှာတင်ထားပါတယ်